အားလုံးပဲမင်္ဂလာပါ 1K Cooking Blog Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တီးစုံဘေကလိုင်းဟင်းလေးကိုချက်ပြပေးမှာပဲဖြစ်ပါတယ်အရသာရှိပြီးထမင်းစားမယ်ဟင်းလေးတစ်ခွက်ဖြစ်တာကြောင့်လိုက်ချက်စားကြည့်ကြပါအောင်နော်ပထမအဆုံးအနေနဲ့တီးစုံဘေကလိုင်းချက်ပွဲအတွက်ကလေးပဲဆန်လေးတွေကိုရေနဲ့တေချာစီကြောပြီးတော့တညလောက်ရေစိမ်းထားပေးရပါမယ်ပြီးရင်ရေစိမ်းထားပြီးသားကလေးပဲဆန်လေးတွေကိုနူလာသည့်အထိအဖုံးအုပ်ပြီးတော့တနားရီခန့်လောက်ပြုတ်ထားပေးရပါမယ်ကလဘဲစနေပြုတ်ထားတော့စီတက်ဖို့အတွက်ကြက်သွန်ဒီတစ်လုံးလောက်နဲ့ကြက်သွန်မျိုး9မော်လောက်ကိုကျိတ်ဆက်ထည့်ပြီးတော့ကျင်းရသွားသည့်အထိချိန်ပေးရပါမယ်စီတက်ဖို့အတွက်စင်းနေဖြစ်ပြီးဆိုတော့ဟင်းသီးရွက်တွေစားလိပါမယ်ပဲတောင်ရှိ6တောင်လောက်ကိုအပိုင်းခက်သေးသေးလေးတွေလီထားပေးပါမယ်အာလူ3လုံးလောက်ကိုလည်းအလဲကနေထချမ်းချမ်းပြီးတော့အတုံးခက်ကြီးကြီးလေးတွေလီထားပေးပါမယ်ပြီးရင်ခရမ်းသီးလီပါမယ်ခရမ်းသီးကိုလိုအပ်တဲ့လိုပုံစံအတိုင်းလီနိုင်ပါတယ်ကျွန်တော်ကတော့အတုံးခက်ကြီးကြီးလေးပဲလီထားပေးပါတယ်ရှုံးပရိသီ9တောင်လောက်ကိုလည်းအစိတ်ကလေးတွေလီထားပေးပါမယ်ဖူးသီးတစ်စိတ်လောက်ကိုလည်းအတုံးခက်သေးသေးလေးလီထားပေးပါမယ်ကလပဲပြုတ်ထားရလဲတနိုင်လောက်ရှိပြီဆိုတော့ပဲလေးနူးမနီးစမ်းကြည့်ပါမယ်ပြုတ်ထားတဲ့ပဲလေးကိုလက်လေးနဲ့ချီချီလို့ခြေသွားပြီးဆိုရင်တော့မိပိတ်ထားလို့ရပါပြီပြုတ်ထားတဲ့ပဲလေးတွေကိုစကားလေးနဲ့တေချာရေးစစ်ပြီးတော့ပကံတစ်ပကံနဲ့ခဏဖယ်ထားပါမယ်ပြီးရင်ပြုတ်ထားပြီးသားကလပဲတွေကိုနည်းငယ်ခြေသွားအောင်ခြေဆက်ထည့်ပြီးတော့ခြေပါမယ်အားလုံးလည်းစင်နေဖြစ်ပြီဆိုတော့ဟင်းစားချက်ပါမယ်ဟင်းစားချက်ဖို့အတွက်အိုရီယိုစီနည်းငယ်ထည့်ပါမယ်ပြီးရင်စနစ်မောက်နည်းငယ်ထည့်ပါမယ်စီနည်းငယ်ပူလာပြီးဆိုရင်ခုနကနှုံဆင်ထားတဲ့ကြက်သွန်လေးနဲ့ကြက်သွန်ပြူလေးတွေကိုမှုှေးလာတဲ့ထိစီတက်ပေးရပါမယ်စီတက်ထားတဲ့ကြက်သွန်ပြူလေးတွေအနံ့မှုှေးလာပြီးဆိုရင်ငရုတ်သီးရောင်တင်မို့ကိုထမဲစားတစ်စုံထည့်ပါမယ်ပြီးရင်ခုနကအစင်းသင်းလီထားတဲ့အာလူးလေးတွေထည့်ပါမယ်ကျွန်တော်ကတော့စီတက်တဲ့နေရာမှာအနံလေးမှုနေစေဖို့အတွက်မဆလာလေးအနှဲငယ်ထည့်ပြီးတော့စီတက်ပါတယ်ထည့်ထားတဲ့အာလူးလေးလည်းအနှဲငယ်ကျက်လာပြီဆိုရင်ခုနကလီထားတဲ့ခရမ်းသီးထည့်ပါမယ်ဖူးသီးလေးတွေလည်းထည့်ပါမယ်ပဲသီးထည့်ပါမယ်အားလုံးကိုရတာနှံအောင်ထေချာလေးမှုပေးရပါမယ်ဒီနေရာမှာတခါတည်းရုံးပရိသီကိုထည့်လို့မရပါဘူးရုံးပရိသီကတအားနူးလေတဲ့ဖြစ်တဲ့အတွက်ဟင်းအိုးချကန်နီးမှသာထည့်ပေးရပါမယ်ထည့်ထားတဲ့အသီးရွက်လေးတွေနွန်းလာသည့်အထိကိုမှုပြီးတော့ကြော်ပေးနေရပါမယ်ထည့်ထားတဲ့အသီးရွက်လေးလည်းနည်းငယ်နွန်းလာပြီဆိုရင်ခုနကကြိတ်ထားတဲ့ပဲလေးတွေကိုထည့်ပြီးတော့ထပ်မှုပေးရပါမယ်ပဲလေးတွေအိုးနဲ့မကတ်သွားအောင်ရေနည်းငယ်ထည့်ပေးရပါမယ်ပြီးရင်အရာသားအတွက်စားလက်ဖက်ရည်စွန်း3စာလောက်ထည့်ပါမယ်ကြက်သားမုတ်ကိုလည်းလက်ဖက်ရည်စွန်း2စာလောက်ထည့်ပေးရပါမယ်အရာသားလေးအလုံးထည့်ပြီးသွားပြီဆိုတော့အရာသားလေးနှံ့သွားအောင်တခြားလေးမှုပြီးတော့ပဲပြုတ်ရည်လေးတွေထည့်ပါမယ်ပဲပြုတ်ရည်ကိုအသီးနှံလေးတွေနှုတ်တီထည့်ပြီးတော့အဖုံးအုပ်ပြီး45မိနစ်တနာရီခန့်လောက်ချက်ထားပေးရပါမယ်တထားရင်ဟိုလေးစုပွက်လာပြီဆိုရင်အသီးနှံလေးနူးစေဖို့အတွက်ထပ်အောင်လှန်ပြီးတော့တေချာလေးမှုပေးရပါမယ်အခုလိုဟင်းရိုးလေးပြလာပြီးအသီးနှံလေးလည်းနုံးလာပြီဆိုရင်နောက်ဆုံးအနေနဲ့လီထားတဲ့ရုံးတေသီးလေးတွေထည့်ပါမယ်ပြီးရင်ပြင်းတော်သိမ်းရလေးလည်းထည့်ပါမယ်ကျွန်တော်ကပြင်းတော်သိမ်းရက်ကိုခမ်းများထည့်ပြီးတော့ချက်ရတာကိုချိန်လို့ပြင်းတော်သိမ်းရက်ကိုများများလေးထည့်ထားပါတယ်ဒီနေရာမှာမကြန့်ရင်အနည်းငယ်လျှော့နိုင်ပါတယ်အရသာလေးမြည်ကြည့်တာအနည်းငယ်ပေါ်နေလို့ငံများလေးအနည်းငယ်လောက်ထည့်ပါမယ်ပြီးရင်နောက်ဆုံးအနေနဲ့မဆလာလေးအနည်းငယ်အုပ်ပြီးတော့မိနစ်အနည်းငယ်လောက်တည်ထားပြီးရပါပြီဒီလိုဆိုရင်တော့ချီတီထမင်းဆိုင်တွေမှာစားရတယ်လို့ပဲရတာပြပြလေးနဲ့အရသာရှိတဲ့တီးဆုံပဲကလိုင်းလေးကတော့အဆင်သင့်ဖြစ်သွားပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုစွန့်တိကြည့်ရှုအားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်
ဒီလိုလွယ်ကူရွေးရှင်းပြီးအိမ်မှာလွယ်တကူချက်စားလို့ရမယ်ဟင်းချက်နီဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ YK Cooking Blog Channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းမမေ့ပါနဲ့နော်